ဒီတိုက်ပွဲကတော့ပဲခူးတိုင်းပတောင်းမျိုးနယ်ပကံကွေးရွာနဲ့ဒီညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာအပြင်းထန်ဖြစ်ပွားနေတာရှိပါတယ်ညောင်ကျိုးရွာရဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ဒီကာကင်းစခန်းအများစုကိုတော့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်ကြံတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲဒီဟိုတစုဒီတစုဒီကစင်းကလေးအားဆုတ်ခွာနေကြတာရှိပါတယ်ဒီကြားထဲဒီလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကလည်းပဲတောက်လျှောက်ရှိနေတဲ့အခါကျတော့ဒီအခြေအနေကချုပ်ထွေးနေပြီးတော့ဒီတိုက်ပွဲကဆက်လက်ပြင်းထန်နေစေအနေအထားဖြစ်ပါတယ်